စိတ်ညီအကိုသုံးဖော်နဲ့ဘီလူကြီးဟိုးရှိတုန်းကတာယာလှပတဲ့မြေကမ်းနားကဝေးလံတဲ့အရက်ဒေတာတစ်ခုမှာစိတ်ညီအကိုသုံးကောင်နေထိုင်ကြတဲ့သူတို့ဟာရုပ်ချင်းစင်ပေမဲ့စိတ်နေစိတ်ထားကတော့တယောက်တစ်မျိုးစီပေါ့အကြီးဆုံးအကိုကြီးကတော့အကောင်ကြီးဆုံးနဲ့ခွန်အားအရှိဆုံးဖြစ်ပြီးအရန်လဲတတိရှိတယ်အလက်ကောင်ကတော့ဖြက်လက်ပေါ်ပါပြီးလျင်မြန်တယ်အငယ်ဆုံးလေးကတော့ချစ်စရာကောင်းပြီးအင်မတန်ညံကောင်းတာပေါ့သူတို့ဟာနေ့စဉ်မြစ်ကမ်းဘေးကမြက်ခင်းပြင်မှာမျက်စားရင်းပျော်ပျော်ပပနေထိုင်ကြတယ်ဒါပေမဲ့တနေ့မှာတော့မျက်တွေအားလုံးကုန်သွားပါလေရောအငယ်ဆုံးစိတ်ကလေးဟာမျက်ရည်ဝဲရင်းနဲ့အိုးအခုငါတို့ဘာစားကြမလဲလို့ငိုတမာနဲ့ပြောလိုက်တာပေါ့လင်းမြန်ဖြက်လက်တဲ့အလက်ကောင်ကသူ့ညီလေးကိုအားပေးရင်းမပူပါနဲ့ညီလေးရဲ့မြစ်တစ်ဖက်ကမ်းမှာအရသာရှိတဲ့မြက်တွေအများကြီးရှိတယ်အဲ့ဒီကိုသွားကြရအောင်လို့ပြောလိုက်တယ်အကိုကြီးကလည်းပြုံးပြီးမှန်တယ်ညီလေးမြစ်ကိုဖျက်ကျော်လိုက်တာနဲ့အဲ့ဒီမြက်ခင်းစိမ်းကြီးကငါတို့အပိုင်ဖြစ်မှာပေါ့လို့ထောက်ခံလိုက်ပါတယ်ဒါပေမဲ့မြစ်ကိုဖျက်ဖို့အခက်အခဲတစ်ခုရှိနေတယ်အဲ့ဒါကတော့သူတို့ဖျက်ရမယ့်တရားအောက်မှာကြောက်စရာကောင်းပြီးဒေါသကြီးတဲ့ဘလူးကြီးတစ်ကောင်နေထိုင်တာပဲအဲ့ဒီဘီလူးဟာသူ့တရားပေါ်ကဘသူကိုမှအဖျက်မခံတယ်လို့သူ့အကြိုက်ဆုံးအစားအစာကလည်းစိတ်သားပဲဖြစ်နေတယ်လေစိတ်ညီကိုတွေအနှဲငယ်ကြောက်ရွံ့မိပေမဲ့ဗိုက်စာတဲ့တန်ကပိုဆိုးနေတာကြောင့်ဘလူးကိုမကြောက်ပဲဖျက်ကျော်ဖို့ဆုံးဖြတ်လိုက်ကြတယ်အကိုကြီးကဘသူအရင်ဆုံးသွားမလဲလို့မေးလိုက်တဲ့အခါအငယ်ဆုံးစိတ်ကလေးကတက်တိမွေးပြီးကျွန်တော်အရင်သွားမယ်လို့ရှေ့ထွက်ပြောလိုက်တဲ့စိတ်ကလေးဟာအသက်ကိုပြင်းပြင်းရှူပြီးတရားပေါ်ကိုတတိထားပြီးတက်လိုက်တယ်သူ့ရဲ့ခြေတံလေးတွေကတရားပေါ်မှာတောက်လို့မြည်နေတာပေါ့အကြားအာယုံအရန်ကောင်းတဲ့ဘလူးကြီးကအတန်ကြားတာနဲ့ငါတရားပေါ်ကနေဘသူဖြက်ရဲတာလဲလို့အော်ဟစ်လိုက်ပါတော့တယ်စိတ်ကလေးတုံရင်သွားပေမဲ့တက်တိမွေးပြီးကျွန်တော်ပါစိတ်ကလေးပါတစ်ဖက်ကန်းကိုမျက်သွားစားမလို့ပါလို့ပြန်ပြောလိုက်တယ်ဘီလူးကြီးကတရားပေါ်တက်လာပြီးမင်းဖြက်လို့မရဘူးအခုမင်းကိုငါစားတော့မယ်လို့ချင်းချောက်လိုက်တယ်စိတ်ကလေးဟာကြောက်ပေမဲ့ညံကိုတုံးလိုက်ပြီးအရှင်ဘီလူးကြီးကျွန်တော်ကိုမစားပါနဲ့ဦးကျွန်တော်ကတေးသေးလေးမို့အရှင်ဘိုက်ဝမှာမဟုတ်ပါဘူးကျွန်တော်နောက်မှာကျွန်တော်ထက်အများကြီးတဲ့အလက်ကောင်လာနေပါတယ်သူ့ကိုစားမှအရှင်ဘိုက်ဝမှာပါလို့ပြောလိုက်တယ်ဘီလူးကြီးလည်းမျက်လုံးတွေအယောင်တောက်သွားပြီးမင်းပြောတာဟုတ်သားပဲသွားလို့ခွင့်ပြုလိုက်တဲ့စိတ်ကလေးဟာချက်ချင်းပဲတစ်ဖက်ကန်းကိုပြေးသွားပြီးမျက်တွေစားနေတော့တာပေါ့ခဏနေတော့အလက်ကောင်ကလည်းသူ့ညီလေးဘေးကင်းတာကိုမြင်လို့တရားပေါ်ကိုတက်လာပြန်တယ်သူ့ခြေတံကစိတ်ကလေးထက်ပိုကျဲတာပေါ့ဘီလူးကြီးကအတန်ကြားတာနဲ့ငါတရားပေါ်ကနေဘသူဖြက်ရဲတာလဲလို့ထပ်အော်ပြန်တယ်အလက်ကောင်ကလည်းတတိရှိနဲ့ကျွန်တော်စိတ်လက်ကောင်မှာညီလေးရှိတဲ့တစ်ဖက်ကန်းကိုသွားမလို့ပါလို့ပြောလိုက်တယ်ဘလူးကြီးကဖြက်ခွင့်မရှိဘူးမင်းကိုအခုငါစားမယ်လို့ပြောတဲ့အခါအလက်ကောင်ကလည်းညံသုံးပြီးကျွန်တော်ကိုစားလို့ရပါတယ်ဒါပေမဲ့အရှင်မသွားလိမ့်မယ်ခဏနေရင်ကျွန်တော်အကိုကြီးလာလိမ့်မယ်သူကအကောင်ကြီးဆုံးဆိုတော့အရှင်ကောင်းကောင်းကြီးပိုက်ဝမှာပါလို့ပြောလိုက်တယ်ဘီလူးကြီးလည်းစဉ်းစားပြီးကောင်းပြီးမင်းလဲသွားတော့လို့လှုပ်ပေးလိုက်ပြန်တဲ့အလက်ကောင်လည်းသူ့ညီလေးစီကိုအမြန်ပြေးသွားတော့တာပေါ့နောက်ဆုံးမှာတော့ခွန်အားကြီးတဲ့စိတ်အကိုကြီးအလှည့်ရောက်လာတယ်သူ့ခြေတံကတရားပေါ်မှာတုံဟဲနေတာပဲဘီလူးကြီးကအရန်ဒေါသထွက်ပြီးတရားပေါ်တက်လာကဘသူလဲငါတရားပေါ်ကဖြတ်တာအခုမင်းကိုငါစားမယ်လို့ဟိန်းဟောက်လိုက်တယ်အကိုကြီးကမကြောက်မရွံ့ပဲငါစိတ်အကိုကြီးပဲငါညီတွေစီငါသွားမယ်မင်းငါကိုတားလို့မရဘူးလို့ပြန်ပြောလိုက်တယ်ဘီလူးကြီးကမင်းကိုငါအခုစားမယ်လို့ဆိုပြီးအတင်းဝင်လာတဲ့အခါအကိုကြီးကမင်းငါကိုစားလို့မရပါဘူးဘာလို့လဲဆိုတော့ငါကမင်းထက်အားတာလို့ပဲလို့ပြောပြီးသူ့ရဲ့ဥချိုကြီးတွေနဲ့ဘီလူးကြီးကိုအင်တိုက်အားတိုက်တိုက်ထုတ်လိုက်ပါတော့တယ်ဘီလူးကြီးဟာလေထဲကိုမြောက်တက်သွားပြီးမြစ်ထဲကိုအရှိန်နဲ့ကျသွားကနစ်မြုပ်သွားလေရဲ့စိတ်အကိုကြီးဟာအောင်ပွဲခံပြီးတစ်ဖက်ကန်းကသူ့ညီတွေစီကိုရောက်သွားပါတယ်အဲ့ဒီနေ့ကစပြီးစိတ်ညီအကိုသုံးဖော်ဟာကြောက်စရာဘီလူးကြီးရဲ့အနှောက်အယှက်မရှိတော့ပဲပျော်ပျော်ရွှင်ရွှင်နဲ့မြက်ခင်းပြင်ကြီးမှာအေးချမ်းစွာနေထိုင်သွားကြပါတော့တဲ့